ဒီ2008ဖွဲ့စည်းပုံရတပ်မတော်ဒီဒုတိယသမ္မတတဦးရတယ်ပြီးလို့ရှိရင်လွှတ်တော်ထဲမှာ25ရာခိုင်နှုန်းကိုယ်စားလှယ်တွေအလိုအလျောက်ရတယ်နောက်တော့ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးဝန်ကြီး3ပါးရတယ်ဒါ2008ဖွဲ့စည်းပုံကအာမခံထားတာပေါ့နော်ဒါတက်ကရတဲ့အထူးခွင့်ရေးပေါ့နိုင်ငံရေးအခွင့်ရေးပေါ့ဆိုလို့ရှိရင်ဒါကိုလည်းကျမတို့ကသဘောတူပါတယ်ဘာအတွက်သဘောတူရလဲဆိုရင်တက်ဆိုတာအမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်အမျိုးသားနိုင်ငံရေးလှုပ်ချင်တယ်တပ်မတော်သားတွေလည်းနိုင်ငံသားတွေပဲနိုင်ငံရေးလှုပ်ချင်မှာပဲဆိုတော့2008ဖွဲ့စည်းပုံရဒီလိုပေးထားတာတွေကိုကျမတို့ကမငင်းပယ်ဘူးဆိုလို့ရှိရင်အခုလက်တလောလဲတပ်မတော်ကတာဝန်ယူထားတဲ့ကာလဖြစ်တဲ့ခါကျတော့ဒီလိုမျိုးတပ်မတော်အစိုးရနောက်2008ဖွဲ့စည်းပုံရအာမခံချက်တွေလည်းရှိတယ်တော့တပ်မတော်အစိုးရတရက်ကနေပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲကိုကျမကနိုင်ငံရေးပါတီတစ်ခုကအစိုးရဖြစ်ပြီးလှုပ်ပေးတဲ့ရွေးကောက်ပွဲတဲ့ပို့ပြီးယုံကြည်တယ်လို့ကျမဖြေခဲ့တယ်ပေါ့နော်ဆိုလို့ရှိရင်အခုချိန်မှာတော့အခင်းချင်းပြောင်းသွားတာပေါ့ရှင်အခင်းချင်းပြောင်းသွားတာကအခင်းချင်းပြောင်းသွားတာဒီလိုခွင့်ရေးတွေရှိနေပေမဲ့လည်းတက်တည်တက်ကတကယ်ပေါ့နော်လက်တလောဒီနိုင်ငံတာဝန်တော်တော်ကြီးမားမားယူထားတဲ့သူတွေကစပြီးတော့မှပြည်ခိုင်ဖြိုးပါတီကိုဝင်ပြီးတော့မှပြိုင်ကြတယ်လေနောက်တချို့လည်းတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကိုပို့တယ်လို့လည်းကြားတယ်အဲ့ဒါတော့သတင်းကြီးမားမားမထွက်တော့ကျွန်တော်တို့သိမသိဆိုတဲ့ခါကျတော့အခုကဘလို့အခြေအနေကဘလို့ဖြစ်သွားလဲဆိုကျွန်တော်တို့ပါတီတွေကအာဏာရအစိုးရနဲ့ပြိုင်ရတယ်လို့ဖြစ်သွားတယ်ပြောချင်တာ level playing field ဖြစ်ဖို့မဖြစ်တော့တဲ့သဘောကြာရောက်တာပေါ့နော် level playing field မဖြစ်တော့တဲ့သဘောကြာရောက်တယ်နောက်တစ်ခုကတော့ဒီတပ်မတော်ဆိုတာပေါ့နော်ဒါတပ်မတော်က2008ဖွဲ့စည်းပုံရပေးထားချက်တွေရှိတယ်ပေးထားတဲ့အခွင့်အရေးတွေရှိတယ်ဒီအခွင့်အရေးတွေအရဒီပြည်ထောင်စုလွှတ်တော်မှာမဲခွဲလိုက်ရင်လည်းတပ်မတော်သားအစုအဖွဲ့ကနေပြီးတော့တင်သွင်းတဲ့ဒုတိယသမ္မတဒီလဲသမ္မတဖြစ်သွားနိုင်တယ်ဆိုလို့ရှိရင်သမ္မတဖြစ်ပြီဆိုတာနဲ့သူကအစိုးရတစ်ဖွဲ့အစိုးရပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းတယ်ဒါလက်ရှိပေးထားချက်2008ဖွဲ့စည်းပုံရပေါ့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်တကယ်လို့တက်ကပါတီတွေတဲကိုမပို့ဘဲနဲ့တက်ကတက်လို့ပဲနေပြီးတော့ပြီးလို့ရှိရင်လက်တလောလဲအုပ်ချုပ်နေတဲ့သူဖြစ်တော့ဒီတက်မတော်အစိုးရလက်ထက်မှာပဲပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းတယ်ဒီတက်မတော်အစိုးရလက်ထက်မှာပဲဒီတက်မတော်အစိုးရကပဲရွေးကောက်ပွဲဥပဒေတွေရေးဆွဲထားတယ်ဆိုလို့ရှိရင်ကိုကပြောမှဆိုရင်ဒိုင်လူကြီးလုံနေတာပေါ့နော်ဒိုင်လူကြီးလုံနေတဲ့နေရာမှာဒိုင်လိုပဲမနေပဲနဲ့ဒိုင်လိုလဲနေတယ်ပြီးလို့ရှိရင်ကိုလူတွေကိုလည်းနိုင်ငံရေးပါတီတစ်ခုကိုအင်အားကြီးပါတီတစ်ခုကိုပို့လွှတ်ပြီးတော့မှအပြိုင်ဝင်လဲပြိုင်နေဆိုတဲ့အဓိပ္ပာယ်ကမေးပေါ့အခုလိုမေးခွန်းထုတ်စရာတွေဖြစ်သွားတယ်မေးခွန်းထုတ်စရာတွေဖြစ်တော့ကျမအနေနဲ့တော့လွတ်လပ်ပြီးတရားမျှတမှုရှိပါတယ်မရှိဘူးပြောတာထက်ခုနကပေါ့မေးခွန်းကယုံကြည်လားမယုံကြည်လားပေါ့အဲ့ဒါလဲကျမကိုယ့်အကိုမေးခွန်းထုတ်ရမှာဖြစ်ယုံကြည်လားမယုံကြည်လားဒါပေမဲ့ပြီးအောင်တော့ကြည့်ရမှာပေါ့နော်အစအဆုံးကြည့်ရမယ်နံပါတ်1ဘာကြောင့်လဲဆိုနံပါတ်1ကကျမတို့ရွေးကောက်ပွဲဥပဒေအရရွေးကောက်ပွဲစနစ်ပြောင်းသွားတယ်နံပါတ်2ကကြတော့ကျွန်တော်တို့ဒီဆက်နဲ့မဲပေးတာပေါ့မြန်မာ electronic voting machine MEVN ပေါ့နော်ဆက်နဲ့မဲပေးတာအဲ့ဒီနှစ်ခုကပြောင်းသွားတယ်ပြောင်းသွားပြီးတော့မှတော့ပြည်သူလူထုလည်းတဲမှာလည်းအပြောင်းလဲတွေရှိမှလို့ထင်တယ်လေမဲမပေးခြင်းတဲ့လူရှိတယ်မဲပေးမယ်ဆိုတော့လည်းဘယ်သူပေးရမှမသိတဲ့သူရှိမယ်အဆုံရှိနိုင်တာပေါ့နော်ဆိုလို့ရှင်ပြည်သူလူထုထဲမှာလည်းဇဝေဇဝါတွေဖြစ်ပြီးတော့မှဒါတွေဖြစ်ပြီးတော့မှရွေးကောက်ပွဲပြီးတဲ့အထိတော့ကျွန်တော်တို့စောင့်ကြည့်ရမလို့ထင်တယ်ဆိုလို့ရှိရင်အဓိကတော့ကျွန်တော်တို့ကရွေးကောက်ပွဲပြီးတဲ့ရလဒ်ကပြည်သူစံနှောက်ထင်ဟလားမထင်ဟလားပေါ့နော်ဒါတွေလည်းကျွန်တော်တို့စောင့်ကြည့်ဖို့လိုတော့ကျွန်မအနေနဲ့တော့ယတိပြအခုချိန်မှာတော့ဘာမှပြောလို့မရဘူးလွတ်လပ်ပါတယ်တရားမျှတပါတယ်ဆိုတာမျိုးပေါ့နော်ဒါမှမလွတ်လပ်ဘူးတရားမမျှတဘူးဆိုပြီးတော့ယတိပြပြောလို့တော့မရတဲ့အခြေအနေဖြစ်ပါတယ်ရှင်နောက်တစ်ခါကျကျမတော့ပါတီဥက္ကဋ္ဌအနေနဲ့လာမေးတာကျမတော့နိုင်ငံသားတယောက်အနေနဲ့ဖြေချင်တာလေတပ်မတော်ကိုနိုင်ငံရေးပါတီတစ်ခုရဲ့လက်ကင်ထုတ်လိုမျိုးကျမတို့မမြင်ချင်ဘူးကျမတို့ကဒါမြန်မာနိုင်ငံသားတယောက်အနေနဲ့ပေါ့ပါတီဥက္ကဋ္ဌအနေနဲ့ပြောတာမဟုတ်ဘူးမြန်မာနိုင်ငံသားတယောက်အနေနဲ့တပ်မတော်ကိုနိုင်ငံရေးပါတီတစ်ခုရဲ့လက်ကင်ထုတ်အနေနဲ့မမြင်ချင်ဘူးပြည်သူလူထုကတပ်မတော်ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်တဲ့အဖွဲ့အစည်းပြီးလို့ရှိရင်ပြည်ပရန်ကာကွယ်တဲ့အဖွဲ့အစည်းနောက်တစ်ခုကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေတာပေါ့နော်ရှိနေတော့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း
ဟိုထိန်းထားနိုင်တဲ့အဖွဲ့အစည်းပေါ့နော်အဲ့လိုထိန်းထားမှသာကျမတို့ကငြိမ်းချမ်းရေးလူတွေကငြိမ်းချမ်းလုံခြုံစွာနေထိုင်ရမှာလေဒီလိုအဖွဲ့အစည်းအနေနဲ့ကျမတို့ကပြည်သူအနေနဲ့ချစ်ချင်တာပေါ့နော်တပ်မတော်ချစ်ချင်တာပေါ့ဆိုလို့ရှိရင်တပ်မတော်ကဟိုဒီဒိုင်လူကြီးလဲလုပ်တယ်အခုဟိုပါပေါ့ပါတီမှာလဲပါပြီးဝင်ပြိုင်တယ်ဆိုတော့အဓိပ္ပာယ်ကအဓိပ္ပာယ်တစ်မျိုးပြောင်းသွားတာပေါ့နော်ကျမဒီဖြေတော့ကျမမဖြေနိုင်ပါဘူးရှင့်